မြို့ပေါ်ကရွာ6ရွာလုံးကိုအနှံ့ပတ်ပြေးပြီးတွေးသမျှကြက်ပေါက်လေးတွေအကုန်လုံးကိုကျွန်တော်လိုက်ဝယ်ခဲ့ပါတယ်စုစုပေါင်း600ရပါတယ်ကျွန်တော်စီမှာငကိုရှိပြီးသား200နဲ့ပါပေါင်းလိုက်တော့လယ်ကွင်းထဲမှာကြက်ကောင်ရေ800အထိဖြစ်သွားပါတယ်ဧက8ဧကလောက်ကျဲတဲ့လယ်ကွင်းပြင်ထဲမှာကြက်800ကရက်ထုတ်ရှာဖွေစားတောက်နေကြတာတကယ်စစ်တက်ကြီးတစ်ခုနဲ့တောင်တူနေပါသေးတယ်လယ်ကန်တင်းရိုးတွေရဲ့အထက်အောက်နေရာအနှံ့မှာကြက်တွေကြီးပါပဲသူတို့ကစပားဖြတ်ပိုးတွေကိုကျွန်တော်ထင်ထားတာထက်အများကြီးပုံမြင်မြန်ရှာဖွေစားတောက်ကြပါတယ်ပထမနေ့အကုန်မှာတင်ပိုးကောင်ကြီးကရာခိုင်နှုန်း30နီးပါးလောက်ကျဆင်းသွားခဲ့ပါတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီမှာဆရာပါပဲကြက်800ကအယူမူစားကြတဲ့အတွက်ဖြတ်ပိုးတွေကမလောက်တော့ပါဘူးသူတို့ကစပားရွက်တွေနဲ့စပားနံတွေကိုပါစတင်ထိုးစိတ်စားတောက်လာကြလို့ကျွန်တော်စီစဉ်ကိုအမြန်ပြောင်းလဲလိုက်ရပါတယ်လယ်ကွင်းကိုအပိုင်း9ပိုင်းခွဲလိုက်ပြီးတစ်ပိုင်းကို4နာရီကြာနှုန်းနဲ့ကြက်တွေကိုအလှည့်ကျလွတ်ပါတယ်အဲ့ဒီနောက်တစ်ပိုင်းကိုရွှေ့ပေးလိုက်ပြီးစပားပင်တွေပြန်လဲနာလန်ထူဖို့အချိန်ပေးလိုက်ပါတယ်တစ်ချိန်တည်းမှာပဲခရိုင်9ဈေးတန်းကနေငါးချင်းပေါက်လေးအကောင်ကြီး2000ကိုကျွန်တော်သွားဝယ်ခဲ့ပါတယ်ငါးချင်းတွေကရေအောက်ခြေနားမှာအစာရှာလေးရှိပြီးရေထဲကိုနစ်မြုပ်သွားတဲ့ပိုးအမြောက်များကိုမျိုးချနိုင်ပါတယ်နေ့ဘက်မှာကြက်ညဘက်မှာငါးပါပဲနေထွက်ကနေနေဝင်တဲ့အထိအဲ့ဒီလယ်ကွင်းထဲမှာပဲကျွန်တော်အချိန်ကုန်ခဲ့ပါတယ်နေ့ဘက်ဆိုရင်ကြက်တွေကိုထိန်းချောင်းနဲ့ပိုးမွားတွေကိုခြေရခံနေပြီးတော့အလှည့်ကျလွတ်မဲ့စုံတွေကိုချိန်ကြည့်ပါတယ်ညဘက်ရောက်ရင်တော့ငါးတွေဘလို့သွားလာလှုပ်ရှားနေလဲဆိုတာကိုဓမီတလက်နဲ့လိုက်ကြည့်ပါတယ်တတိယနေ့ရောက်တော့ပိုးကောင်ကြီးကရာခိုင်နှုန်း90ကျဆင်းသွားပါတယ်၄ရက်မြောက်နေ့မှာရာခိုင်နှုန်း80အထိကျသွားပါတယ်9ရက်မြောက်နေ့မှာတော့စပားဖြတ်ပိုးတွေအခြေခံအားဖြင့်ကုန်တလောက်ဖြစ်သွားပါပြီဒါပေမဲ့ပြဿနာတစ်ခုထပ်ပေါ်လာပါတယ်ကြက်တွေစပြီးဖျားနာလာကြတာပါအလှည့်ကျစနစ်နဲ့လွတ်တယ်ဆိုပေမဲ့ကြက်ရှီယာကိုအတူတူထားရတာကအရန်ကိုကြက်သိပ်လို့နေပါတယ်သူတို့ရဲ့အညစ်အကြေးတွေကအလွယ်တကူမဆွေးမြနိုင်ပဲဘက်တီးရီးယားတွေစတင်ပေါက်ဖွာလာပါတယ်ကြက်ဒါဇင်ကျော်လောက်ဝမ်းပြက်ပြီးအားနဲ့ထိုင်းမိုင်းနေပုံပေါက်နေပါတယ်တရိတ်ဆန်ဆေးကန်းကနေဆေးတွေဝယ်အစာထဲရောကျွေးပြီးအလှည့်ကျဆုံးတွေကိုထပ်တိုးလိုက်ပါတယ်ဇုံ9ခုကနေ10ခုအထိတိုးလိုက်ပြီးအစာရှာတဲ့အချိန်ကို2နာရီအထိလျှော့ချလိုက်ပါတယ်6ရက်မြောက်နေ့မှာတော့ကြက်အုပ်ကြီးတည်ငြိမ်သွားပါပြီ9ရက်မြောက်နေ့မှာပိုးကောင်ကြီးကရာခိုင်နှုန်း90ကျော်အထိကျဆင်းသွားပြီးပုံမှန်အခြေအနေနီးပါးပြန်ဖြစ်သွားပါတယ်10ရက်မြောက်နေ့မှာတွန်နဲ့ရွာသားတွေလက်ကွင်းဘေးကိုရောက်လာတဲ့အခါကျွန်တော်ရဲ့စပားခင်းကြီးကမမမရက်တည်နေပါပြီစိမ့်လန်းတောက်ပနေပြီးပိုးကြိုက်ထားတဲ့စပားရွက်တရွက်မှတောင်ရှာမတွေ့နိုင်တော့ပါဘူးတွန်ကလက်ကန်တင်းရိုးပေါ်မှာစောင်းကြောင်ထိုင်ချလိုက်ပြီးစပားရွက်တစ်စုပ်ကိုဆွဲယူက3ချိန်တီတေချာစစ်ဆေးကြည့်ပါတယ်အဲ့ဒီနောက်သူမတ်တက်ထွဲလိုက်ပါတယ်10ရက်ပြည့်သွားပြီလေကျွန်တော်မှတ်ပုံတင်ကတ်ကိုယူပြီးအိတ်ကတ်ထဲထည့်လိုက်ပါတယ်မင်းဆက်လုပ်နေအောင်မလားလို့သူကမေးပါတယ်တေချာပေါက်ဆက်လုပ်မှာပေါ့တွန်ငါနဲ့လာပူးပေါင်းပါလားတွန်ကဘာမှပြန်မပြောပါဘူးသူကျွန်တော်ကိုစိုက်ကြည့်နေပါတယ်သူ့မျက်လုံးထဲမှာကျွန်တော်တေချာမရှင်းပြတတ်တဲ့အရေးအယောင်တစ်ခုရှိနေပါတယ်ကျွန်တော်အနောက်ဘက်မှာတော့ကျွန်တော်ကိုလှောင်ပြောင်ဖို့လာခဲ့ကြတဲ့ရွာသားတွေဟာတယောက်မျက်နှာတယောက်အံ့ဩတကြီးကြည့်နေကြပါတယ်သူတကယ်ပဲထိန်းချုပ်လိုက်နိုင်တာပဲကန်းတီပေါက်တာနေမှာပါကန်းတီပေါက်တာဟုတ်လားမင်းချက်ရှိရာကိုစပားခင်းနဲ့ထက်ကြည့်ပါလားစပားခင်းတစ်ခုလုံးဖြက်စီးမခံရပဲနေမလားလို့ဒါဆိုသူဘယ်လိုလုပ်လိုက်တယ်ထင်လဲဘာရှိရမှာလဲဒီကောင်ကထိတ်တန်းတက္ကသိုလ်ကကျောင်းဆင်းလေသူတို့ရဲ့အတန်တွေကတဖြည်းဖြည်းတိတ်ဆိတ်သွားပါတယ်ကျွန်တော်စောင့်ကြောက်ထိုင်ချလိုက်ပြီးစပားရွက်တရွက်ကိုလှမ်းကြည့်လိုက်ပါတယ်အနောက်ဘက်မှာလုံးဝပြောင်းစင်နေပြီးပိုးဥတလုံးလေးတောင်မရှိတော့ပါဘူးတပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီးကန်တင်းရိုးပေါ်မှာစောင့်ကြောက်ထိုင်နေတဲ့ဒူးနှစ်ဖက်ကိုပိုက်ထားရင်းရုတ်တရက်တောင်ငိုချင်လာမိပါတယ်၃လအကြာစပားရိတ်သိမ်းတဲ့နေ့မှာမိုးဖွဲဖွဲလေးရွာနေပါတယ်ကျွန်တော်လေကွင်းဆက်မှာရရင်စပားရိတ်ဆက်ကြီးလေကွင်းထဲကိုတကြိမ်နဲ့မောင်းဝင်သွားတာကိုကြည့်နေမိပါတယ်ကန်တင်းရိုးတွေကိုဖြတ်သွားတဲ့အခါကြက်တွေကထိတ်လန့်တကြားနဲ့ဟိုဒီပြေးလွှားသွားကြပါတယ်ရေမြောင်းထဲမှာလည်းငါးတွေကရေပက်ကစားနေကြပါတယ်ကျွန်တော်ရဲ့စပားတွေကတကယ်တော့အဲ့ဒီလောက်အရက်မရှိသလိုစပားစီတွေကလည်းအပြည့်အဝအောင်မြင်နေတာမျိုးမဟုတ်ပါဘူးဆေး3ချိန်တီဖြန်းထားတဲ့ဘေးနာကတွင်ရဲ့လဲ2ဧကနဲ့ရှင်းလိုက်ရင်ကျွန်တော်စပားတွေကအများကြီးပိုဆိုးနေပုံပေါက်ပါတယ်ဒါပေမဲ့ကျွန်တော်စပားမှာသူတို့စီမှာဘယ်တော့မှမရှိနိုင်တဲ့အရာတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ဓာတုဆေးကျွင်းသူများဖြစ်ကြောင်းစစ်ဆေးထားတဲ့မှတ်တမ်းပဲဖြစ်ပါတယ်အဲ့ဒီနေ့မှာစပားဝယ်တဲ့ကုန်တယ်တွေရောက်လာကြပါတယ်ပထမဆုံးရောက်လာတာကမြို့ပေါ်ကစပားပွဲစားချက်ပါသူကနောက်ဘက်မှာစမ်းတက်တဲ့စက်တလုံးတင်ထားတဲ့ကုန်တင်ကားဟောင်းလေးတစ်စီးကိုမောင်းလာတာပါသူကစပားရိတ်သိမ်းချိန်တိုင်းလာနေကြဆိုပေမဲ့ဒီနှစ်မှာတော့အတော်လေးစောစောစီးစီးရောက်လာပါတယ်ဒုတိယရောက်လာတာကပြည်နယ်မြို့တော်ကဟီဖန်တဘာဝ organic စားတောက်ကုန်ကုမ္ပဏီရဲ့ဝယ်ယူရေးမန်နေဂျာဒေးဗစ်ပါသူကတောက်ပနေတဲ့အနက်ရောင် SUV ကားကြီးတစ်စီးနဲ့ရောက်လာတာပါတတိယတစ်ယောက်ကတော့ကုမ္ပဏီရဲ့အေးခန်းကုန်တင်ကားကိုမောင်းလာတဲ့ပီတာပါသူကားပေါ်ကနေခုန်ဆင်းလာချိန်မှာရော်ဘာမိုးကဖက်နှက်အရှိကြီးကိုစီးထားပါတယ်ကြည့်ရတာအတော်လေးနေရာမကျဖြစ်နေပါတယ်အဖွဲ့3ဖွဲ့လုံးရွာထိပ်ကိုတစ်ချိန်နဲ့လိုရောက်လာကြတာပါဂျက်ကလဲကွင်းထဲကိုပထမဆုံးအပြေးလွှားဝင်သွားပါတယ်တွင်ရဲ့စပားတွေကိုမြင်လိုက်တာနဲ့သူ့မျက်လုံးတွေအယောင်လက်သွားပါတယ်တွင်မင်းရဲ့စပားတွေကတိတ်ကောင်းတာပဲစပားစီတိုင်းကအပြည့်ပဲအကုန်လုံးကိုငါယူမယ်ဂျက်ဈေးတာပြောစမ်းပါတပေါင်ကို180အကုန်လုံးကိုငါသိမ့်မယ်180တဲလားမနစ်က210လေးမနစ်ကလေဒီနှစ်ဈေးကွက်ကမကောင်းဘူး180ဆိုတာအမြင့်ဆုံးဈေးပဲတွင်တယောက်တွေဝေသွားပြီးခေါင်းညိတ်ဖို့လုပ်လိုက်ပါတယ်တွင်ကျွန်တော်တို့ကဟီဖန်တဘာဝ organic စားတောက်ကုန်ကပါခင်ဗျားရဲ့စပားက organic အတိမတ်ပြုစစ်ဆေးမှုကိုအောင်မြင်မယ်ဆိုရင်တပေါင်ကိုငွေ$4ပေးနိုင်ပါတယ်$4ဟုတ်လားတကယ်ပြောနေတာလားတေချာပေါက်ပေါ့ဒါပေမဲ့ဓာတုဆေးကျွင်းသူများဖြစ်ရမယ် organic စမ်းသပ်မှုကိုတော့အောင်မြင်ဖို့လိုပါတယ်ငါလည်းလှုပ်လာတာအနှစ်40ရှိပြီဘယ်တော့မှများဆေးမဖြန်းပဲနေဘူးလို့လဲ organic အတိမတ်ပြုလို့ဓာတုဆေးကျွင်းသူများတို့မေးလိုက်ပါတော့ငါစပားတွေကဆေးဖြန်းထားတာခင်ဗျားကမိုက်မလားပီတာကခင်ဗျားအကြောင်းပြောပြထားတယ်ခင်ဗျားရဲ့လဲကွင်းကိုစစ်ဆေးပြီးပြီလားကျွန်တော်ကန်တင်းရိုးပေါ်ကနေမတ်တက်ထွက်လိုက်ပြီးအိတ်ထဲကစမ်းသပ်စစ်ဆေးမှုမှတ်တမ်းကိုထုတ်ပေးလိုက်ပါတယ်ဒီမှာကျွန်တော်ရဲ့စမ်းသပ်ချက်မှတ်တမ်းပါဝယ်ယူရေးမန်နေဂျာကအဲ့ဒီမှတ်တမ်းကို3စက္ကန့်လောက်ကြည့်လိုက်ပြီးနောက်သူ့မျက်လုံးတွေပြည့်ကျဲသွားပါတယ်ဓာတုဆေးကျွင်းသူများဘာမှကိုရှာမတွေ့ဘူးပဲခင်ဗျားတို့ထပ်ပြီးစမ်းသပ်ကြည့်လို့ရပါတယ်လို့ကျွန်တော်ပြောလိုက်ပါတယ်ခင်ဗျားရဲ့ချက်တွေနဲ့ငါးတွေကရောအကုန်အတူတူပါပဲအကုန်စမ်းသပ်ပြီးပါပြီဓာတုဆေးကျွင်းသူများပရိစီဝါဆေးသူများပါဝယ်ယူရေးမန်နေဂျာကမယုံကြည်တဲ့အတွက်စပားအချို့ကိုဆွဲယူပြီးစမ်းသပ်တဲ့စက်ထဲထည့်လိုက်ပါတယ်3စက္ကန့်အကြာမှာပဲစက်ကမြည်လာပြီးမျက်နှာပြင်တစ်ခုလုံးအစိမ်းရောင်တွေပြတ်သားနေပါတယ်သူကကနန်းတွက်ဆက်ကိုအမြန်ထုတ်လိုက်ပါတယ်စပားအတွက်ခင်ဗျားကိုတပေါင်ကို$6ပေးမယ်ချက်တွေအတွက်$35ငါးတွေက$18ဒါကကျွန်တော်တို့ရဲ့အမြင့်ဆုံးကမ်းလှမ်းချက်ပဲဒီပြည်နယ်ထဲမှာဘယ်သူမှဒီဈေးကိုမပေးနိုင်ဘူးဒေးဗစ်တော်ဆန်းပါစပားတပေါင်ကို$6ဟုတ်လားမြို့ပေါ်က organic စားတောက်ဆိုင်တွေအခုဘယ်လောက်ပေးနေလဲဆိုတာမင်းသိရလား$8လေးပီတာမင်းကကိုဈေးဖြတ်နေတာပဲအဲ့ဒါဈေးဖြတ်တာမဟုတ်ဘူးတရားမျှတတဲ့ရှင်ပြိုင်မှုပဲမှကျွန်တော်တို့ကုမ္ပဏီကစပားကိုတပေါင်$8ချက်တွေကို$40နဲ့ငါးတွေကို$20ပေးမယ်3နှစ်စာချုပ်ချုပ်ပြီးနောက်နှစ်အတွက်ပါငွေကြိုရှင်းပေးမယ်စပားကို$9 5နှစ်စာချုပ်ချုပ်မယ်$9ခွဲချက်တွေကို$50ငါးတွေကို$25 3နှစ်တီးတန့်မူပိုင်စာချုပ်ချုပ်မယ်တွန်ကဘေးကနေကြည့်ရင်လုံးဝမြင့်တက်သွားပါတယ်$10နီးပါးတောင်ဟုတ်လားငါစပားက180တဲလေသူကသူ့ရဲ့နမူနာစပားအိတ်ကိုကျဲရဲ့စမ်းသက်ဆက်ပေါ်
ပေါ်တင်လိုက်ပါတယ်ရလက်လဲထွက်လာရောသူ့မျက်နှာတစ်ခုလုံးဖြူလျှော့သွားပါတော့တယ်ဓာတုဆေးကျွန်း၃မျိုးကကန့်သက်ချက်ထက်ကျော်လွန်နေပြီးတစ်မျိုးကတော့နိုင်ငံတော်စံသတ်မှတ်ချက်ထက်၃ဆကျော်လွန်နေပါတယ်တွမ်မင်းရဲ့စပါးကကန့်သက်ချက်ထက်အများကြီးကျော်နေတယ်ငါယူလို့မရဘူးငါသာဖမ်းခံရရင်အနှစ်20လောက်လာတဲ့ငါရဲ့စပါးလုပ်ငန်းသွားပြီးပဲတွမ်တယောက်အဲ့ဒီစပါးအိတ်ကိုကန်ရက်သားလက်တွေတုံရင်နေရင်အဲ့ဒီနေရာမှာတင်အေးခဲနေတယ်လို့ရက်နေမိပါတော့တယ်